ငိမ့်ချနဲ့ကျွန်းလေးတကျွန်းနဲ့အစွန်အဖျားမှာမာရီဆိုတဲ့မိန်းကလေးကခီးထွက်နေတဲ့သူ့မိဘတွေကိုအယမ်းမျောနေခဲ့တာပါသူတို့ပြန်ရောက်လာတဲ့အခါမှာတော့မထင်မှတ်ထားတဲ့အံ့ဩစရာတစ်ခုပါလာပါတယ်အမေဖြစ်သူရဲ့လက်ထဲမှာမွေးကင်းစာကလေးလေးတယောက်ကိုပွေ့ချီထားတာပါအဲ့ဒါမာရီရဲ့မောင်လေးရှိုင်းပါပဲမာရီကတော့ဝမ်းတာအားရနဲ့သူ့မောင်လေးကိုပြေးနမ်းပြီးနွေ့နွေ့ထွေးထွေးကြိုဆိုခဲ့ပါတယ်3 နှစ်လောက်ကြာတဲ့အခါမှာတော့မာရီဟာကျွန်းပေါ်မှာပြေးလွှားဆော့ကစားနေပြီးရှိုင်းကတော့မောပန်းနေပေမဲ့မာရီကတော့အမအီးပြီးကိုယုံကြည်မှုအပြည့်ရှိနေလာပါရှိုင်းဟာအရင်ကလိုကလေးမဟုတ်တော့ပဲအိမ်မှုကိစ္စတွေမှာပါကူညီပေးနိုင်တဲ့အထိတော်တော်လေးအားကိုးရတဲ့သူဖြစ်လာတာကိုမာရီသတိထားမိလာတယ်ဒါပေမဲ့မောင်လေးကတခါတလေအတက်နဲ့မလိုက်အောင်တယောက်တည်းအလေးနက်တွေးတောနေတတ်တာကိုကြည့်ပြီးမာရီနည်းနည်းတော့မနာလိုဖြစ်မိတာပေါ့တနည်းတော့ရှိုင်းဟာကားထားတွေလိုဘာတွေမှမထီတာတွေကိုတယောက်တည်းရွတ်နေတာကိုမာရီတွေးလိုက်ပါတယ်မာရီကတော့ငငယ်တုန်းကလိုပဲပြာဇက်ကဟိုလီကျစ်နေတာပဲလို့ထင်ပြီးရဲနေခဲ့တာပေါ့အဲ့ဒီညစာစားပွဲမှာတော့ရှိုင်းကသူ့အဖေကိုတတ္တဝါစမ်းနေအကြောင်းမေးပါတယ်အဖေဖြစ်သူကတော့အဲ့ဒီတတ္တဝါတွေတကယ်ရှိကြောင်းနဲ့ကျွန်းပြင်ပကိုဘတော်မှမထွက်ဖို့တတိပေးခဲ့တယ်။ဒါပေမဲ့ရှိုင်းကအဲ့ဒါနဲ့တည်းမကျေနပ်ဘဲနတ်သမီးတွေနဲ့မော်ပညာအကြောင်းကိုဆက်မေးပါတယ်။လူတွေကမီးရေလေစတဲ့ကြက်စန်းတွေကိုထိန်းချုပ်ပြီးထူးဆန်းတာတွေလုံးလို့ရလားလို့မေးတဲ့အခါမှာတော့အဖေဖြစ်သူကအံ့ဩသွားပြီးဒါမျိုးတစ်ခါမှမကြားဘူးလို့ညင်းလိုက်ပါတယ်။မောင်သေးစိတ်ပြတ်သွားတာကိုမြင်တော့မာရီစိတ်မကောင်းဖြစ်မိတယ်။အဖေကဒီအကြောင်းတွေကိုဘယ်ကသိတာလဲလို့မေးပေနဲ့ရှိုင်းကတော့ဘာမှပြန်မပြောဘဲတိတ်ဆိတ်သွားပါတော့တယ်။အဲ့ဒီနေ့ကစပြီးရှိုင်းဟာမော်ပညာအကြောင်းကိုဘသူကိုမှထပ်မပြောတော့ပါဘူး။